တမိုင်းဝင်တွေ့ဆုံမှုမန္တလေးကမဟာမုနိဘုရားကြီးမှာ1906ဒီပကြီးကားကတမိုင်းမှတ်တမ်းတစ်ခုကိုပြသနေတာပါ1906ခုနှစ်မှာအဲ့ဒီအချိန်ကဝေလမင်းသားနောင်တွင်တတမမြောက်အတဝတ်ဘုရင်ဖြစ်လာမဲ့သူနဲ့ဝေလမင်းသမီးတို့ဟာမန္တလေးမြို့ရခိုင်ဘုရားကြီးမဟာမုနိဘုရားကိုလာရောက်ဖူးမြော်ခဲ့ကြတဲ့မြင်ကွင်းဖြစ်ပါတယ်ပုံထဲမှာဥရောပကမင်းသားမင်းသမီးစုံတွဲဟာရွှေချထားတဲ့ဖះเจ้าဆောင်အတွင်းမှာမြန်မာလူမျိုးအများပြားနဲ့အတူမြေပြင်ပေါ်မှာထိုင်နေတာကိုတွေ့ရပါတယ်။ဒါဟာဗြိတိရှအစိုးရရဲ့အမြင့်ဆုံးအကြီးအကဲတွေကမြန်မာယဉ်ကျေးမှုဗုဒ္ဓဘာသာနဲ့အထွတ်အမြတ်ထားရာဖះကိုလေးစားဂါရဝပြုခဲ့ကြတဲ့ထူးခြားတဲ့အခိုက်အတန့်ကိုဖော်ပြနေတာပါ။မူရင်းပုံကိုနာမည်ကြီး The Illustrated London News သတင်းစာကြီးမှာဖော်ပြခဲ့ပြီးအဲ့ဒီခေတ်ကာလကကမ္ဘာသတင်းများကိုပုံဆွဲလက်ရများနဲ့မှတ်တမ်းတင်ခဲ့တဲ့ပထမဆုံးသောသတင်းစာဖြစ်ပါတယ်။မဟာမုနိဘုရားကြီးဟာမြန်မာပြည်ရဲ့အမျက်နှိုးဆုံးဘုရားတဆူဖြစ်ပြီးရုပ်ပွားတော်ကို1984ခုနှစ်မှာဘိုးတော်ဘုရားကရခိုင်ပြည်ကနေပြည့်ဆောင်လာခဲ့တာပါအချိန်ကြာလာတာနဲ့အမျှဖူးမြော်သူအမျိုးသားတွေရွှေချခဲ့လို့ရုပ်ပွားတော်မှာရွှေလွှာထူပိန်းနေတာကိုတွေ့ရပါတယ်ဒီပကြီးကားဟာနိုင်ငံတစ်ခုရဲ့သမိုင်းယဉ်ကျေးမှုနဲ့နိုင်ငံရေးထိတွေ့ဆက်ဆံမှုကိုတက်တည်ပြနေတဲ့အဖိုးတန်ရုပ်ပုံတော်တစ်ခုပါပဲ